မင်္ဂလာပါအခုလည်းပြအချန်နယ်နေကြိုဆိုပါရယ်တချင်းတစ်ပုတ်ကိုနားထောင်လိုက်တာနဲ့အဲ့ဒီတချင်းရဲ့ code တွေကိုဘယ်လိုသိနိုင်မလဲဘာ code တွေလဲဘယ်ကီးထဲမှာသွားနေတာလဲဆိုတော့ကို tab note တွေ code chat တွေလိုက်ရှာနေစရာမလိုဘဲနဲ့နားထောင်ရုံနဲ့တင်တန်းပြီးသိအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာပါအထူးသဖြင့်ကျွန်တော်တို့ base သမားတွေကတချင်းတစ်ပုတ်ရဲ့ root note ကိုမိဖို့ chord progression ကိုနားလည်ဖို့ဆိုတာအကြားအာရုံကျွန်တော်တို့ ear training ကအသက်ပါပဲဒီနေ့ဗီဒီယိုမှာတော့တချင်းတစ်ပုတ်ကိုနားထောင်လိုက်တာနဲ့သူ့ရဲ့ chord တွေနဲ့ chord family တွေကိုနားနဲ့တင်ခွဲခြားသိနိုင်မှလျှို့ဝှက်ချက်၃ခုကိုပြောပြပေးသွားမှာပါပထမအဆင့် bass line သို့မဟုတ်ရင် root note ကိုအရင်အာရုံစိုက်ပြီးနားထောင်ရမယ်အရေးကြီးဆုံးအဆင့်က bass line ကိုအာရုံစိုက်နားထောင်ခြင်းပဲဖြစ်တယ်တချင်းတစ်ပုတ်မှာ chord တွေဘယ်လောက်ပဲရှုပ်ထွေးနေပါစေအောက်ခြေမှာပံ့ပိုးပေးနေတဲ့ root note အနှိမ့်တန်ကအများတန်းရှိတယ်တချင်းနားထောင်တဲ့အခါမှာဂီတာစန္ဒယာသမောအဆိုတန်တွေကိုခဏမေ့ထားပြီးမှအောက်ကတုံခါနေတဲ့အနှိမ့်တန် low frequency ကိုလိုက်ဖမ်းရပါမယ်အဲ့ဒီအနှိမ့်တန်ရဲ့အသက်အကျဟာဒီတချင်းရဲ့ chord progression root note တွေပါပဲဥပမာ C ထဲမှာဆိုရင်ဒီအတန်တွေကိုအရင်မိအောင်နားထောင်လေ့ကျင့်တာဟာ chord တွေကိုသိဖို့ပထမဆုံးတော့ချက်ပါပဲဒါတွေကိုသိဖို့ဘာတွေလေ့ကျင့်ရမလဲသိခက်မှထင်လားတကယ်တော့လွယ်လေးသိပြီးသားဖြစ်တဲ့ဒီ note ခုနှလုံးကိုအလွတ်ရရင်ပြီးသွားပြီ do re mi fa sol la ti do do ti la so fa mi re do ဒီ note ခုနှလုံးကိုမှ do re do mi do fa do so do la do ti do 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 ti do la do so do fa do mi do re do do ဒီနှုတ်ခုနှလုံးကိုအရှိနောက်အလွတ်ရနေဘယ် chord ထဲမှာလဲဆိုတာကိုတမ်းပြီးသိလာမှာပါဒီနှုတ်ခုနှလုံးကိုပဲအရှိနောက်အပြန်လန်းလေ့ကျင့်ဖို့ဒါလေးကိုလေ့ကျင့်ရအောင် do re do mi do fa do so do la do ti do 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 ti do la do so do fa do mi do re do do ဒါပထမအဆင့်ဒုတိယအဆင့်အနေနဲ့ chord family major minor chord ကိုခွဲခြားမှာအဆင့်တစ်မှာရှာတွေ့ထားတဲ့ root note ကိုအခြေခံပြီးမှဒါ major လား minor လားဆိုတဲ့ဟာကိုခွဲခြားရပါမယ် music theory ရတချင်းတစ်ပုတ်မှာ၃လေးရှိတဲ့ chord တွေကသူ့အုပ်စုနဲ့သူရှိတယ်ဥပမာ major key တစ်ခုထဲမှာဆိုရင် chord 9ခုရှိတယ် C D E F G A B မှတ်ထားရမှာကအဲ့ဒီအုပ်စုထဲမှာအဓိက chord ကြီး၃ခုက major chord ဥပမာ C ရယ် F ရယ် G ရယ်တနည်းအားဖြင့် Do Fa So ဒီ chord ၃ခုက major ဖြစ်ပြီးမှ D minor E minor A minor Re Mi La ဒီ၃ခုက minor chord ဖြစ်တယ်အဲ့ဒါကိုမှတ်ထားရင်မီရောက်သွားပြီဆိုရင်မီရ minor လာရောက်သွားရင်လာလည်း minor ရေဆိုရင်လည်း minor ဒိုဆိုရင်တော့ major ပေါ့ဖာဆိုရင်လည်း major ဆိုဆိုရင်လည်း major chord ဖြစ်မှာဒီအခြေခံလေးတွေကိုသိထားရင် major minor ခွဲဖို့အတွက်လွယ်ကူသွားမှာပါနားထောင်တဲ့အခါ major chord တန်တွေကလင်းပွင့်တယ်ပျော်ရွှင်တဲ့ခံစားချက်ကိုပေးတယ်minor chord တန်တွေကကြတာနည်းနည်းမိုင်းတယ်ဝမ်းနေတဲ့သို့မဟုတ်လေးနေတဲ့ခံစားမှုကိုပေးတယ်နှုတ်အရာဆိုရင်တော့ major chord တွေကကြတော့ triad အနေနဲ့ဆိုရင် do mi so ဒါက major chord
major တန်နေminor ဆိုရင်ခုန major က do mi so do so mi do minor တန်ကြတော့ do ma so do so ma do ဝန်နေတဲ့ခံစားချက်မျိုးပေးတဲ့ minor တန်တတိယအဆင့်က key center နဲ့အသုံးအများဆုံး chord progression ကိုမှတ်သားရတာအသုံးအများဆုံးကဟိုမှာ do so la fa do do so so la la fa ဆိုတဲ့ chord progression မျိုးကအသုံးအများဆုံးဖြစ်တယ်ကမ္ဘာပေါ်မှာရှိတဲ့ pop တခြင်း rock တခြင်း 80% လောက်ကဒီအသုံးအများဆုံး progression နည်းနည်းလေးကိုပဲလက်ပတ်ပြီးသုံးနေကြတာဖြစ်တယ်ဥပမာအပြင်ကဘာကျော်တဲ့ do so la fa ဆိုတဲ့ပုံတည်နီးပေါ့ key C နဲ့ပြောမယ်ဆိုရင် C G A minor Fဒီလောက်ကော့မျိုးကအများဆုံးသုံးတာဖြစ်ပါတယ်တချင်းတစ်ပုဒ်ကိုနားထောင်လို့ C သွားပြီးတဲ့နောက်မှာ C ပြီးရင် chord G ကိုသွားတယ်ပြီးတော့ A minor လိုက်လာတယ်ပြီးရင် C ဆိုရင်ဒါဒီ C family ထဲမှာပဲဆိုတာအလိုလိုသိသွားပြီဥပမာဘာကီးမှမသိသေးဘူးဒါမှလည်းကိုက do re mi fa sol la ti do ခုနှလုံးကိုကောင်းကောင်းသိထားတယ်ဆိုရင်ဟိုမှာတခြား key တစ်ခုကိုသွားမယ် do so la fa do 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 so 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 la 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 fa 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 ဒါဆိုရင် key G ရဲ့ family ထဲမှာဆိုတာလိုလိုသိသွားပြီဟိုမှာနောက် key တစ်ခုသွားမယ်ဆိုရင် do re mi fa ရ do so la fa do so la fa ဆိုရင်ဒါ key A ရဲ့ family ထဲမှာသွားနေပြီဒါဆိုရင်လာကော့တော့သွားနေပြီ fa mi ကော့ကိုသွားနေပြီ re do so ဒီလိုအသုံးအများဆုံးသွားလာပုံတွေကိုအုံနောက်ထက်မှာ record လုပ်ထားလိုက်ရင်တချင်းနားထောင်လိုက်တာနဲ့ဒါကဘယ် progression လဲတမ်းပြီးသိနိုင်ပါတယ်အနည်းချုပ်ရရင်တော့နံပါတ်1 bass ရဲ့ root note ကိုအရင်ဖမ်းရတယ်root note ကိုဖမ်းလို့ရပြီ do so so la la fa fa do so so la la fa fa root note ကိုဖမ်းလို့ရသွားပြီဆိုရင်နောက်ဒုတိယအဆင့်အနေနဲ့ကသူ့ရဲ့ major လား minor လားဆိုတာကိုပြန်ထပ်ခွဲတယ် C မှာဆိုရင်ဒါ major so ဆိုရင် major fa ဆိုရင် major လာကတော့ minor ဖြစ်မယ် re minor ဖြစ်မယ် mi လည်း minor ဖြစ်မယ်အစောကပြောခဲ့တဲ့ re mi la က minor ဖြစ်မယ် do fa so က major ဖြစ်မယ် major minor ကိုခွဲပြီးသွားပြီဆိုရင် chord family တွေတွာလာပုံ pattern တွေကိုမှတ်သားရပါတယ်ဒါဆိုရင်တော့အကြအာယုံကတိတိတတ်တိုးတက်လာပြီးမှတချင်းတွေကိုနားထောင်လိုက်တာနဲ့ဘယ် chord လဲဘယ် key family လဲဘယ် chord family လဲဆိုတာကိုသိနိုင်ပါတယ်ဒါတရက်နှစ်ရက်နဲ့တော့မရပါဘူးပုံမှန်နားထောင်လေ့ကျင့်ပေးဖို့တော့လိုပါတယ်လေ့ကျင့်ဖို့နီးလန်းတွေကိုခုနပြသွားလို့ပဲ do re mi fa sol la ti do မှာအတန်မြင့်နေဆိုရင်နှိမ့်တဲ့ key တစ်ခု do re mi fa sol la ti do do re do mi do fa do so do la do ti do 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 ti do la do so do fa do mi do re do do ကိုကြိုက်တဲ့ key နဲ့လေ့ကျင့်လို့ရပါတယ် do re do mi do fa do so do la do ti do 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 ti do la do so do fa do mi do re do 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 re mi fa so fa mi re do do ti la so fa mi re do do re mi fa so fa mi re do ဒီ
ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေတင်ဆက်ပေးသွားမှာမလို့အကွန်းလက်ပြ channel ကို like share နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲပျော်ရွှင်ကြပါစေ bye bye